ဒီနေ့ဘယ်လိုလုပ်ကြမလဲငါရင်ချော့တိုင်းငါရဲ့ပုံစံတကောကိုရှိုးလိုက်တိုင်းမိုက်တဲ့တိုင်းမိုက်လားတိုင်းရဲ့မကြည့်အရင်မိုက်တဲ့တိုင်းအဲ့ဒါတော့ကြာလေဘယ်ထုံးချရပဲရှိတဲ့တိုင်း True Trade ကြမယ်တိုင်းအကုန်လုံးပါရှိကြတယ်ဒီလိုကပြီးတယ်ဒီစားရပါတာယူငေါ့တယ်တော့ပြန်လာမှာတာလာစမ်းကောလိုက်တယ်နော်โอเคဒီနေ့ကိုပဲဟာရောငါ live လုပ်ပေးလို့မရဘူးပေးငါ live လုပ်ငါစားမှာသိရငါစားမှာဟုတ်ပြီလားငါပေါ်သွားကြည့်ကြမယ်တာကြီးရှရှိုးလက်တာရဲ့တွေ့ကြောင်းဟုတ်တာကြီးကြားလား bro ဟုတ်ပြီတာကြီးပေါ်ရှိပါစိတ်တာကြီးပေါ်ပဲနော်ပေါ်နားမရှိပေါ်မရှိတော့ဒီနာ boss ကိုကျွန်တော်တယောက်ထပ်နိုင်ဟိုင်းရှိစိတ်ပြတ်သွားပြီတာရဲဆိုငါတို့ပုံမှန် level ပဲတော့ဖမ်းကြအောင် level မဖမ်းတော့ဘူးတာဒီကကြရင်ငါတို့ level ဖမ်းပြီးတော့ပတ်သက်ရလာရင်ခုလုံးကြမယ်ဟုတ်ပြီတာရဲရုံတော့မှာတော့ let's go တာရဲမင်းတို့တကွပြမတာရဲအခီးလေးဖွင့်လိုက်တာဒမ်းမေကိုရှိုးတာရဲဒမ်းမေဟတ်နေရတာရဲမဒမ်းမေဟတ်နေရတာရဲရှိုးလိုက်ခုနအဲ့လိုဟိုက်ရလာတာငါဟပ်ဘူးနော်မဲမူနေအလိုတလွိတာအေးတော့တက်လိုက်ပြီတော့ခဏကောင်းမလို့ခဏနေငါ cost လည်းမြည်ရတယ်ဟာဒို cost တော့ပြန်လာခဲ့မတိုင်းပြန်လာခဲ့တိုင်းကြောင်ချင်းမဟုတ်တဲ့စင်ချစ်မမရဲ့ကျိုးကျုံနဲ့တက်ခွချင်အရွချိုးရတိုက်ကွာမမရဲ့ကျိုးတကောင်ရင်တက်လို့မရဘူးတားငါစုတက်မှာတားဒီတိုက်ကွာမမရဲ့ကျိုးတလို့ဤတားအော်လွဲဦးဟာမပေါ်တော့ free ပြီးတူစမပြုတ်တာတကွက်ပဲ3ယောက်တက်ပြီးတာ no မင်းတို့တန်းပြီးလည်းမရောပါဘူး holy shit တို့တိုင်းတော့တိုင်းဟုတ်ပြီတိုင်းဒီကောင်တက်ပြီး mission ပြီးတိုင်းကောင်ချန်နေခဲ့တဲ့ဒေတာတိုင်း cost တိုင်းမတိုင်းFocus ကြည့်ပြီးတော့ငါပြန်လာတဲ့ဘောမရှိဘူးတိုင်းအဲ့တော့ငါပြန် cost လေးရတော့မတိုင်းမင်းတို့တကွပြန်တိုင်းဒီမစင်းကြီးနော်နွားကြီးဖြစ်သွားပြီနောက်ထပ်တစ်ခုတကယ်နွားစစ်ကြီးဖြစ်သွားပြီတိုင်းအဲ့တော့ဖမ်းကြရအောင်Come on, man. 3 man.
မုံနောက်မှတယောက်ရှိတိုင်း3ယောက်လုံးဖမ်းစီတမ်းပြုတ်ရှိုးလိုက်တိုင်းစရင်တောင်းဖြစ်သွားပြီ3កောင်တော့ပြီးသွားပြီတိုင်းနောက်3កောင်ထပ်ပေါ်တက် Let's go ကျွန်တော်ဒီနေ့ level ဖမ်းနေတဲ့အချိန်မှာကျွန်တော်လေးတစ်ခုမိတ်ဆက်ပေးမှာအဲ့တော့ KSC 3လုံးအဲ့မှာတော့ game robot နဲ့ပတ်သက်တဲ့ game bus တွေလည်းဝင်လို့ရတယ်လို့ Steel brain ရောSteel brain ရော secret တွေလည်းရတယ် Green Garden bus တွေလည်းရတယ် Raw fruit အကောင့်တွေလည်းရတယ်လို့ robot တွေလည်းဖြည့်လို့ရပါတယ် Okay ကျွန်တော်ပြန်ဆက်ကြအောင်တိုင်းဒီနောက်ကောင်ပြီးရင်တော့ပြီးပြီရောတိုင်းအဲ့ဒါလည်းကပြီးပြီတိုင်း2သိန်းပြီးပြီတိုင်းထွက်သွားမယ် level က1880ဖြစ်ပြီးသား1900ရောက်တော့မယ် quest ပြီးရင်တော့ level က2ဆတက်မလားမသိဘူးသားကြည့်ကြအောင်သားဒီနှစ်ကောင်တက်ပြီးရင်တော့ quest ပြီးပြီသားမင်းမ level ဖမ်းရတာ C3 မှာကောင်းနေတာပဲမယ်လေသူကတွန်းတဲ့ effect တွေများတော့gravity plane နဲ့မလိုက်ဘူးပေါ့နော်အဲ့တော့ gravity plane ကတွန်းနေအတိတ်ပဲမရှိဘူးပေါ့နော်ဟုတ်ပြီ cost တော့ပြီးသွားပြီနောက် cost တက်တဲ့ဟာနှစ်ခုထပ်ဖမ်းသား let's go is safe နော်မယ် no ရပြီဟုတ်ပြီပြီးတော့ကျွန်တော်ရစ်ထားတယ်ဆိုတော့မရှိချင်လို့ပါတော့ပါဦးထပ်ဖမ်းမယ်ထောက်ကိုအထီတော့ဖမ်းမှာမဟုတ်ဘူးနော်ဒီမြိုက်တယ်မှာဒီကောင်နေတဲ့လဲငါမလွယ်လိုက်တာကွာသွေးလည်းကြည့်အောင်တားရင်သွေးပြေမှာတစ်ချောင်းမယ်အဲ့တော့ငါစတန်လေးတင်လိုက်20ဆိုရင်9ယူမယ်အတော့ပြီတိုင်းထိလိုက်မယ်ကျန်တဲ့ကိုချင်းတကားထားလိုက်တော့မယ်โอเคထပ်ဖမ်းမယ်ဟုတ်ပြီတိုင်းကျွန်တော်တို့ fruit ဖောက်ရအောင်ဒီကျွန်တော်ကြိုးစားမှာပေါ့နော်အောင်ပြီးတော့fruit တော့ဖောက်ရအောင် let's go ကျွန်တော်ခုမှပြောရရှိရဒီမှာကြည့်ကျွန်တော်ဒီမှာ item ထဲမှာကျွန်တော်ဘာလေးရှားထားလဲဆိုတော့ကျွန်တော်မနေ့က laptop နဲ့ block fruit ဆိုရင်ကျွန်တော် fruit တစ်လုံးရသွားတယ်ပေါ့နော်ဘာ fruit လဲဆိုတော့ကျွန်တော်ပြမယ် gravity ကတော့ကျွန်တော်ဒါကောက်ရလဲမဟုတ်တော့ပေါက်သွားပါတော့ဘလို့ပေါက်သွားရလဲဆိုတော့ကျွန်တော်ကုတ်လည်းမထဲတယ်လို့ကျွန်တော်မှနီလန်းတစ်မျိုးတော့ရှိတယ်နီလန်းနဲ့ကျွန်တော်ဖောက်တာပေါ့နော်အဲ့ဆိုတော့စီနော်ကျွန်တော်ပြပြမယ်အဲ့တော့ level ဖမ်းလာအောင်မယ် okay bro လို့တော့ဒီကောင်နေနဲ့ချတာစတန်းနေလဲများတယ်ပါအဲ့တော့ကျွန်တော်တွေးနေတယ်တော်တော်ရုပ်3ယောက်ကိုကျွန်တော်ပေါင်းချတာဟို3ယောက်လုံးစတန်းပြီးရင်ကျွန်တော်ကမာလကီးရမှာလားဒမ်းမေတွေရတယ်တော်3ယောက်ပေါင်းရင်3000လောက်ဒမ်းမေရော6000ရှိတာမှ6000နဲ့ရှိရ3000လောက်ရောပါကျွန်တော်မှ3000မကျန်ဘယ်လိုလုပ်လဲအဲ့ဒါကြောင့်တော်တော်ခက်တယ်နော်အဲ့ကောင်နေစတန်းပေးဖို့ကျဆို fighting style တို့ haki တို့လိုတယ်အဲ့ကြောင့်ကျွန်တော်ပြောချင်တာရိုရေကျွန်တော် fruit ဖောက်ရပြီတိုင်းကျွန်တော်အဲ့တော့ကျွန်တော် fruit ဖောက်မှာကျွန်တော်ဘယ်လို fruit ဖောက်မလဲဆိုတော့လိုက်ကြည့်ကြအောင် fruit ဖောက်မယ်ပေါ့နော်ဖောက်ကြအောင် level ကလည်းများနေဆိုတော့1000ကျော်လောက်နဲ့မရတော့1000လောက်ထားလိုက်တော့ပြောင်းဟိုကျေးဇူးရ
ရှုဖောက်ကြမယ် let's go ကျွန်တော်သွားကြမယ်ခုံနာဘာလဲဟာအဲ့ဒါကျွန်တော်အကောင့်ပြန်ပြောင်းလိုက်ပြောင်းလိုက်ပြီတားမင်းတို့ကျွန်တော်လူကမပြောင်းတာကျွန်တော် level 5နဲ့အထိလေဟုတ်ဖောက်ချက်အကောင်ကြီးပြောင်းသွားပါလေမတကယ်ဖူးပေါင်နေရပြန်ဒါပေမဲ့ကျွန်မပေါက်တော့ဗျကျွန်တော်ဒါတောက်ချနေမှာရပြင်းများတယ်3 2 1ဒီနာတော့ခေရပြီဒီနာမှာဒီလေးဝင်မယ်ပြီးကြတော့ဟုတ်ပြီပြီးရင်ဘာမှမနေနဲ့ဖောက်ကြမယ် let's go ဖောက်လေ okay bro ကြည့်ပြအောင် bro အဲ့ဒါကြီးမလို့ချင်ဘူးလေဟာငါမှရှိရမဟုတ်လား no မစိုးအောင်ဒါ legendary လောက်ပေါက်တယ်ပေါ့နော်ကောင်းပါဒီကြီးကငါမှရှိတယ်ဘာလို့စားမှာလဲတပုံလေးရောရိုက်လိုက်ပါမယ် okay ရှိုက်မယ် okay တပုံရိုက်ရလိုက်ပြီကျွန်တော်တို့ဒီ fruit giveaway ပေးမယ်မရှိရလူတွေအတွက်ဒါကျွန်တော်မရှိရလူတွေအတွက်ပဲเนาะ giveaway ပေးမယ်ဒီနား gas ကောင် giveaway ပေးလိုက် gas ကကောင်ဟာမပေးတော့ဘူးဒီနားမှာ giveaway ကျွန်တော် giveaway ယူခဲ့တော့ giveaway ပေးလိုက်ပြီokay ဒီဗီဒီယိုကိုကြည့်ရှုပေးတာလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ပြန်ပြန်တွေ့ပါမယ်bye bye မှာဟောက်ကျိုးနေ